Hello ဒီနေ့ကတော့ဖြူစိမ့်လေးတွေချုပ်ပါမယ်ရှင်။မမေကဒီဗီဒီယိုကိုကြောင်းမဖွင့်ခင်လည်းရိုက်ထားပါတယ်။ဒါပေမဲ့အခုမှတင်ဖြစ်လို့ခုမှတင်ပေးလိုက်ပါမယ်ရှင်။မမေစီမလာအဲ့တဲ့မမေရဲ့ customer အင်ဂျီတွေကိုမမေကသူတို့ customer ရဲ့စိတ်တိုင်းကြလိုချင်တဲ့ပုံစံကိုမမေချုပ်ပေးပါတယ်ရှင်။အခုခေတ်ကလေးတွေကလည်းအရန်ကန်ကောင်းနေတာ။ကြောင်းသွားတော့မယ်ဆိုရင်မိဘတွေလည်းအသက်တိတ်ဆိုချုပ်ပေးတယ်။မမေတို့ခေတ်တော့ဆိုရင်လည်းကြောက်တက်တော့မယ်ဆိုရင်လည်းမိဘတွေကတစ်စုံလုံးချုပ်ပေးပြီးတော့လေသူများပေးတဲ့အကြပဲဝယ်ရတာအများတယ်။သူများပေးတဲ့အကြဆိုရင်တခါလဲကိုကဘယ်ဖုံးဝင်သူများကိုပေးတာညာဖုံးအဲဆိုရင်အိန္ဒိယညာဖုံးထမရဘယ်ဖုံးအဲ့လိုဝယ်ပြီးတော့ကြောင်းသွားရပါတယ်။အခုခေတ်ကလေးကတော့ကြောင်းသွားတော့မယ်ဆိုပြီးတော့အစ်စ်လေးလူချင်းရဲဆိုမိဘကတန်းတာလိုက်မိဘတွေကလည်းလူနေသိမရှိသူတို့တာသမီအတွက်ဖြည့်ဆည်းပေးတယ်။အဲကြောင့်အခုခေတ်ကလေးတွေကလေကိုလေးခေတ်နဲ့ဆိုရင်လည်းရမ်းကွာခြားတယ်အရန်လည်းကန်ကောင်းတယ်ပါတယ်။မမေစီမလာအဲ့ဒါအင်ဂျီလေးတွေကိုချုပ်လုပ်ပြီးဆိုတော့နောက်ဆုံးမှာဂျက်တီတွေတက်ပြီးတော့လက်စလေးတက်ပေးလိုက်ပါမယ်ရှင်။မမေစီမလာအဲ့တဲ့ customer တယောက်ချင်းစီတိုင်းကိုမမေကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ဘလော့လေးဒီမှာဘယ်လိုမျိုးထပ်ပြီးတော့တင်ပေးမလဲဆိုတော့ဆက်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်ရှင်။ဒီနေ့ဘလော့တော့ဒီမှာလည်းဆုံးသတ်လိုက်ပါရှင်။တတာနောက်ဘလော့လေးမှာထပ်ဆုံပါမယ်ရှင်။